ဒီမျိုးသားဟာရေပဝဲ virus ကူးစက်ခံလိုက်ရတာဖြစ်ပါတယ်။ရုပ်သံသတင်းတောက်တွေရဲ့မေးစေမှာပင်လျှင်ရေပဝဲလက်တံတွေထွက်ပေါ်နေခဲ့တာပေါ့။လူတွေဟာလက်ဆွဲနှုတ်ဆက်မိအစားမိမိတို့ရဲ့နှာမောင်းလက်တံတွေကိုဆက်ကနှုတ်ဆက်ခဲ့ကြပါတယ်။ဒီ virus ဟာကျွန်းတကျွန်းလုံးစီသို့ပြန့်နှံ့သွားခဲ့ပြီးသူတို့ရဲ့မျိုးဆက်တွေအထိတိုင်အောင်ကူးစက်သွားနိုင်တဲ့အန္တရာယ်ရှိနေခဲ့တာပါ။အနှစ်90တိုင်မနာတမ်းမိုးရွာသွန်းခဲ့တာကြောင့်လူသားတွေဟာရေအောက်မှာအသက်ရှင်ကြံရစ်ဖို့အတွက်အစဉ်ပြေအောင်ပြုပြင်ပြောင်းလဲရင်းရေပွဲလိုတတ္တဝါတွေအဖြစ်သို့ပြောင်းလဲသွားခဲ့ကြရတာဖြစ်ပါတယ်။သို့တော်လည်းတနေ့မှာတော့မမျှော်လင့်ထားတဲ့အရာတစ်ခုဖြစ်ပျက်သွားခဲ့ပါတယ်။ကျောင်းသားတွေအတန်းထဲမှာရှိနေစဉ်မှာပဲပြတင်းပေါက်ကနေတဆင့်နေအောင်ကြီးထိုးဖောက်ဝင်ရောက်လာခဲ့တာပေါ့။လွန်ခဲ့တဲ့အနှစ်90လုံးမြည်သူများနေအောင်ကိုမမြင်တွေ့ခဲ့ကြဘူးတာကြောင့်လူတိုင်းဟာအလွန်အမင်းအံ့ဩသွားခဲ့ကြရပါတယ်။စက္ကန့်ပိုင်းအတွင်းမှာတင်စာသင်ခန်းတစ်ခုလုံးစူညံသွားခဲ့ရတာပေါ့။ကျောင်းသားတွေဟာပျော်ရွှင်စွာနဲ့နေအောင်ကြီးကိုကြည့်ရှုဖို့အတွက်ပြတင်းပေါက်စီသို့အပြေးလွှာသွားရောက်ခဲ့ကြပါတယ်။ရုံးဝန်ထမ်းတွေလည်းမြို့တစ်မြို့လုံးစီသို့ပြန့်နှံ့သွားတဲ့ရွှေရောင်အလင်းတန်းတွေကိုကြည့်ရှုဖို့အတွက်အပြင်သို့ပြေးထွက်လာခဲ့ကြတာပါ။ကျောင်းသားတွေဟာကစားကွင်းစီသို့ပြေးထွက်သွားခဲ့ကြပြီးဆရာမတွေပင်လျှင်သူတို့နဲ့အတူတကူအောင်ပွဲခံဖို့အတွက်အပြင်သို့ထွက်ခွာလာခဲ့ကြပါတယ်။သို့တော်လည်းရုတ်တရက်ဆိုသလိုအမျိုးသားတို့ရဲ့လက်ဟာစတင်လောင်ကျွမ်းလို့လာခဲ့ပါတယ်။မြေကြီးတွေပူပြင်းလာခဲ့ပြီးတရွက်တွေမီးလောင်ကျွမ်းခဲ့သလိုဆရာမသပင်တွေပါမီးလောင်ကျွမ်းသွားခဲ့တာပေါ့။ကျောင်းသားတွေဟာအဆောက်အဦအတွင်းသို့ပြန်လည်ပြေးဝင်ခဲ့ကြပါတယ်။သို့တော်လည်းအဲ့ဒီအချိန်မှာတော့နောက်ကျသွားခဲ့ပါပြီ။မီးတောက်တွေဟာမြို့တစ်မြို့လုံးကိုဝါမျိုးသွားခဲ့ပြီးနောက်ဆုံးမှာတော့လူတိုင်းဟာရေပွဲကင်းတဲ့အဖြစ်သို့ပြောင်းလဲသွားခဲ့ကြပါတော့တယ်ဗျာ။